ဆက်လက်ထုတ်လွှင့်ပေးမယ့်ရုပ်သံမှတ်တမ်းကတော့ဩဂုတ်လ10ရက်နေ့ကရန်ကုန်မြို့6ထပ်ကြီးသာသနာသိပ္ပံကျောင်းတိုင်းမှာကျင်းပခဲ့တဲ့ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး19နှစ်ပြည့်အခမ်းအနားကရင်ဖွင့်သံတွေပဲဖြစ်ပါတယ်။ဦးမိုးရေးကတင်ဆက်ထားတာပါရှင်။ရန်ကုန်6ထပ်ကြီးသာသနာသိပ္ပံကျောင်းတိုင်းမှာကျင်းပခဲ့တဲ့ရှစ်လေးလုံးလူထုရေးတော်ပုံကြီး19နှစ်မြောက်နှစ်ပတ်လည်နဲ့ဝါဆိုသင်္ကန်းကတ်လူပွဲအခမ်းအနားကို88မျိုးဆက်ကျောင်းသားများအဖွဲ့ကဦးစီးကျင်းပခဲ့ပြီးလူစုံအလွှာစုံတက်ရောက်ခဲ့တဲ့ပွဲတော်လို့ပြောရမှာပါတန်တမန်တွေနိုင်ငံရေးကျင်းသားဟောင်းတွေအကျဉ်းသားမိသားစုဝင်တွေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကြပြားစာပေနုပညာရှင်တွေတိုင်းသားခေါင်းဆောင်တွေနဲ့ဝါရင်နိုင်ငံသမားတွေအစုံအလင်တက်ရောက်ခဲ့ကြတာပါကျွန်တော်နာမည်ကဦးအောင်ဒီပါဒီခိုင်ဒီဒီအဖွဲ့ချုပ်ကပါဒီလိုပုံပဲပြပြနေတယ်အများကြီးဆန္ဒပြုပါတယ်နော်ကျွန်တော်မင်းလွယ်မှာဝိုင်းနိုင်ငံရေးပုံပဲဒီခန္ဓာကိုရှစ်လေးလုံးကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ကိုလံမျိုးနောင်ကအခမ်းအနားမှုတာဝန်ယူခဲ့ပြီးကျောင်းသားခေါင်းဆောင်နောက်တစ်ယောက်ဖြစ်တဲ့ကိုမင်းစရာကတရားနာစုတောင်းပွဲကိုဦးဆောင်ခဲ့ပါတယ်။ဒီမှာနေစမှုဘယ်လိုဖြစ်ကြာဆုံးခဲ့ကြရပြီ။ခေတ်ဆက်ဆက်ဘုံဘောအတီးတီးတို့ရောက်ရှိနေကြတော့ရဲဘော်ရဲဘက်များကိုလည်းကျွန်တော်တို့နဲ့အတူဒီကောင်းမှုကုသိုလ်ကိုပါထုအမှုဘောဓနာခေါ်ရန်နဲ့တရားနာဆွားရောက်ပါရန်နဲ့ဖိတ်ကြားပါရှင်ဗျာ။တရားနာပွဲအပြီးမှာတော့ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ကရှစ်လေးလုံးတန်တိတ်ထံကိုတိုင်တယ်ရွတ်ဆိုခဲ့ပါတယ်။ဒီမှန်သောသစ္စာစကားကြောင့်ဒီမှန်သောသစ္စာစကားကြောင့်အမိမြန်မာနိုင်ငံတော်သည်အမိမြန်မာနိုင်ငံတော်သည်တရားမျှတသောတရားမျှတသောလွတ်လပ်သောဒီမိုကရေစီထွန်းကားသောဒီမိုကရေစီထွန်းကားသောလူအခွင့်အရေးပြည့်ဝသောလူအခွင့်အရေးပြည့်ဝသောနိုင်ငံတော်အဖြစ်ကမ္ဘာအလဲဂုဏ်သိက္ခာပြည့်ဝစွာယက်တီတည်ထနိုင်ပါစေတည်းအဲ့ဒီနောက်ကိုမင်းကိုနိုင်ကပဲရှစ်လေးလုံးလူထုရေးတော်ပုံကြီးရဲ့အနှစ်သာရကိုအခုလိုခန်းစားပြခဲ့ပါတယ်ကျွန်တော်တို့ခေတ်ရောက်တဲ့အခါမှာတိုင်းတစ်ပါးကျွန်းဘဝကလွတ်မြောက်ပေမဲ့ကို့အမျိုးသားချင်းစစ်တပ်ကကျွန်းပြုတ်ခဲ့တဲ့စစ်ကျွန်းဘဝကိုရောက်ခဲ့ရပါတယ်ခေတ်ဆက်ဆက်မှာအမျိုးသားလုံးလွတ်မြောက်ရေးအတွက်ကင်ဆောင်ခဲ့ကြတဲ့တော်လှန်တဲ့ဒေါင်းအလံဟာဘယ်ကြုံမှခံဖို့မဟုတ်ပါဘူးအဲ့ဒါကြောင့်ရှစ်လေးလုံးရဲ့အနှစ်သာရဟာဘယ်သူကြုံကိုမှမခံဘူးဆိုတဲ့အနှစ်သာရပါအဲ့ဒီအတွက်ကတ်တူလိုပဲရင်ရွတ်ရမယ်ဆိုရင်တော့တိုင်းတစ်ပါးကြုံစစ်တပ်ကြုံဘယ်ကြုံမှမခံဒေါင်းအလံဟိတ်ကျောင်းနိုင်ရန်တဝိုက်ဒေါင်းအလံပြန်ဆိုင်မယ်ကျေးဇူးတင်ပါတယ်ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ကိုကိုကြီးကတော့ရှစ်လေးလုံးလူထုရေးတော်ပုံကြီးဟာဖွဲ့စည်းပုံအခြေခံဥပဒေအားနည်းချက်ကြောင့်ဖြစ်ပျက်ခဲ့ရတာကိုပြည်တွင်းပြည်ပသတင်းတောက်တွေကိုဝေဖန်ထောက်ပြရှင်းလင်းခဲ့ပါတယ်။အောင်တို့က94ဖွဲ့စည်းပုံမှာနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်ကြခြင်းမရှိပါဘူး။နောက်နိုင်ငံသားတွေမှာအထွေထွေကြက်တဲဖြစ်လာတဲ့အခါပြောင်းလဲဖို့လိုအပ်တဲ့အခါမှာဖွဲ့စည်းပုံအခြေခံဥပဒေကပြုပြင်ပြောင်းလဲနိုင်ဖို့ပျော့ပြောင်းမှုမျိုးမရှိတဲ့အတွက်ကြောင့်ဥပမာ94ဖွဲ့စည်းပုံမှာဆိုလို့ရှိရင်လွတ်တော်ကိုယ်စားလှယ်အားလုံးရဲ့85ရာခိုင်နှုန်းကျော်ကသဘောတူပြီးတဲ့နောက်ဆန္ဒခံယူပွဲကျင်းပပြီးမှပြင်ဆင်လို့ရမယ်ဆိုပြီးတော့တင်းကျပ်ထားတဲ့အခါမှာနောက်ဆုံးကျွန်တော်တို့ပြုပြင်လို့မရတော့တဲ့အဆုံးဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲမှာဖြည့်ရှင်းလို့မရတဲ့အဆုံးမှာကျွန်တော်တို့သွေးထွက်တန်ယိုတွေနဲ့ကျွန်တော်ဖြည့်ရှင်းခဲ့ရတာအခုရေးဆွဲနေတဲ့ဖွဲ့စည်းပုံမှာလည်းပဲဒီလိုမျိုးတစ်ဖက်သက်ရေးဆွဲပြီးတော့ပြုပြင်ရခက်လောက်အောင်တင်းကျပ်ထားမယ်ဆိုရင်ကျွန်တော်တို့ဒီမှာပိုဆိုးတာက94ဖွဲ့စည်းပုံမှာတုန်းက85ရာခိုင်နှုန်းဆိုတာ100မှာ85ပါကျွန်တော်တို့ဒီနေ့ရေးဆွဲနေတဲ့ဖွဲ့စည်းပုံမှာလူထုကိုယ်စားလှယ်က85ရာခိုင်နှုန်းပဲရှိတဲ့ဖွဲ့စည်းပုံပဲ85ရာခိုင်နှုန်းကျော်မှပြင်လို့ရမယ်ဆိုတာဟာ
လူလူကဘလောက်ပဲပြင်ချင်းနိုင်ငံသားတွေကဘလောက်ပဲပြင်ချင်းနဲ့စံတော့ရှိပြင်ခွင့်မရှိဘူးစစ်တပ်ကိုယ်စားလှယ်ထောက်ခံမှ95ရာခိုင်နှုန်းကျော်မှပြင်ခွင့်ရမယ်ဆိုတာဟာကျွန်တော်တို့နိုင်ငံသားတွေရဲ့စံတော့ကိုလုံးဝလစ်လျူရှုထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုသာဆက်သွားမယ်ဆိုရင်အလားတူသွေးထွက်တန်ယုံမျိုးတွေပောက်ကွဲမှုမျိုးတွေထပ်ပြီးကြုံရနိုင်တယ်လို့ကျွန်တော်တို့သတိပေးထားတာပါကျွန်တော်တို့ဖွဲ့စည်းပုံကိုကျွန်တော်တို့ကိုယ်တိုင်နိုင်ငံသားတွေရဲ့စံတော့နဲ့ဆုံးဖြတ်ပေးကြမယ်လို့ကျွန်တော်တို့ဒါဆော်ဩလိုက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်လူစုံအလွှာစုံတက်ရောက်ခဲ့တဲ့ထူးခြားတဲ့နှစ်ပတ်လည်အခမ်းအနားဖြစ်တာနဲ့အညီတက်ရောက်လာတဲ့ရဟန်းရှင်လူပြည်သူအပေါင်းကသူတို့ရဲ့အတွေးခေါ်အမြင်ခံစားချက်နဲ့ယုံကြည်ချက်သစ္စာတွေကိုလည်းဖွင့်ဟတိုင်တယ်ခဲ့ကြပါတယ်ခင်ဗျာကိုယ်ွယ်မစိမ့်ဆက်ဖဲဒီတိုက်ပွဲကိုတိုက်မြဲတိုက်ရမည်တကားညာလက်ကျိုးလဲဘဲလဲဝက်ဖြင့်တိုက်ပွဲအသေးဝဲဦးမည်ဘဲညာကျိုးတော့စိတ်မလျှော့ဘူးထက်ကြော့ကြံဖန်တခါပြန်လို့အောင်လာမြင့်မြင့်ရဲမှန်ဝင်ပြီးရဲရွင့်စွာပြီးတိုက်ပွဲဝင်ရနိုင်ငံရေးလို့တော့တခင်ကြီးပါဂျပန်စာကျွန်တော်ထင်အောင်ပါကျွန်တော်ကြပြလေးတစ်ပုဒ်ရွတ်ချင်တယ်ကျွန်တော်တာဝတီထောင်ထဲမှာရေးထားတဲ့ကြပြလေးကောင်းစားမှပေါင်းစားမယ်ဆိုတဲ့လို့တခင်ကြီးဘယ်တော့မှမလုပ်ဘူးဒီလုပ်ကိုကျုပ်အဖိုးလည်းလုပ်ခဲ့တယ်တခင်ပဲကျုပ်ဖွားလည်းလုပ်ခဲ့တယ်တခင်ပဲကျုပ်ဖေလည်းလုပ်ခဲ့တယ်တခင်ပဲဒါကြောင့်ကျုပ်နာမည်တခင်ကြီးကောင်းစားမှပေါင်းစားမယ်ဆိုတဲ့လူကတုတ်တန်စီရဲ့ပြက်ကြီးပေါ်မှာထိုင်ပြီးအခွင့်အစိတ်ကိုမျိုးနေရတဲ့အတိုင်းပဲဒီလုပ်ကိုကျုပ်လုပ်တာကလည်းကျုပ်တယောက်ကောင်းစားဖို့မဟုတ်ဘူးကျုပ်မိသားစုတစုကောင်းစားဖို့ကျုပ်လုပ်နေတာမဟုတ်ဘူးကျုပ်တရွှေတစ်မျိုးကောင်းစားဖို့လုပ်နေတာမဟုတ်ဘူးဗမာပြည်သူပြည်သားတွေကောင်းမစားစေချင်ဘူးကောင်းစားစေချင်လို့ဒီလုပ်တာအဲ့ဒီအလုပ်ကနိုင်ငံရေးတဲ့ကျေးဇူးတင်ပါတယ်ထိုင်ပေးကြပါကျွန်တော်က MGC ထိုင်ပေးကြပါတော်ထင်ပါကျွန်တော်က88မျိုးဆက်ပါထိုင်ပေးကျွန်တော်တို့ကထိုင်ပေးကြပါ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 ဆန္ဒထုတ်ပေါ်တဲ့ချိန်မှာရက်90ဒါပါဆိုတော့ကျွန်တော်တောင်းဆိုခဲ့ပါတယ်ရက်90တွင်မှာဒီလူတို့ပဲအကျော်မပြူနိုင်တဲ့ကိစ္စတွေဒါဆောင်ရွက်နေတဲ့အတွက်ကျွန်တော်တို့ကဆံပြစင်းမှာထပ်မှန်ပြီးတော့မှဒါပါဆိုရကိုဝန်နေပေးခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒီလူတွေအားလုံးကအကြောက်တရားနဲ့ငိုက်တဲ့တရားချင်းနဲ့ငတ်နေပြီးတော့ရဲရဲစွာထုံးပေါ်တဲ့တရားကြီးပြီးရဲရဲစွာကျွမ်းကြောက်ပြီးကျွန်တော်တို့ကဒီလူရှိမှထပ်မှန်ရပ်တည်ခဲ့ပါတယ်အဲ့ဒါကကျွန်တော်ပါဒီနေ့ဟာအင်မတန်ထူးမြတ်တဲ့နေ့တစ်ရက်ဆိုတာအားလုံးနားလည်သဘောပေါက်ပြီးသားဖြစ်ပါပါဒီအချိန်ကာလကလည်းအင်မတန်ပြတ်သားဖို့လိုအပ်နေတဲ့အချိန်ကာလဆိုတာအားလုံးသဘောပေါက်ပြီးသားဖြစ်ပါလိမ့်မယ်ဒါဟာဒီမိုကရေစီဦးမိုးရေးတင်ဆက်ထားတဲ့ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။